Jenny Recovery Center ရဲ့တူဦးလေးတော့အမျိုးသားလူနာပြုစုစောင့်ရှောက်ရေးဝန်ထမ်း orderly ကကျွန်တော်ဖြစ်လာခဲ့တယ်။အရင်ကလုပ်ခဲ့တဲ့တယောက်ကကျွန်တော်ကိုအလုပ်လွာတွေစီကံတွေကိုလိုက်ပြပြီးတဲ့နောက်မထွက်သွားခင်မှာကျွန်တော်ကိုအကြာကြီးစိုက်ကြည့်နေခဲ့တယ်။သူ့မျက်နှာမှာတမျိုးကြီးပဲ။တနာတလူလိုမနာလိုတလူလိုခံစားချက်မျိုးနဲ့ပေါ့နောက်ဆုံးကျမှသူကစကားတခုပဲပြောခဲ့တယ်။ဒီနေရာကလူတွေကိုကုသပေးဖို့ဖွင့်ထားတာလို့မယုံနိုင်တဲ့တခုခုကိုအစာကျွေးနေတာပဲ။ပြီးတာနဲ့သူကအိတ်ကိုဆွဲပြီးလက်မကြည့်စတန်ထွက်သွားတော့တာပဲ။ကျွန်တော်လည်းနားနေဆောင်တကားဝါမှာကြောင်အန်းနဲ့ကြံခဲ့တယ်။တကယ်တော့ဒီအလုပ်ရပြီလို့ဖုန်းလာတဲ့ကကျွန်တော်တခုခုကိုလွှဲမျောနေတယ်လို့ခံစားနေရတာကျွန်တော်ကကြောင်းမှာပြန်လည်တန်ဆွမ်းရေးတူနာပြုပညာ rehabilitation nursing ကိုတင်ခဲ့တာပါပွဲရပြီးတော့ကိုကြီးရဆိုရင် resume တွေအများကြီးရှောက်ခဲ့ပေမဲ့အများစုကအကြောင်းမပြန်ကြဘူးအကြောင်းပြန်တဲ့အနည်းစုကလည်းလာစာကနှမျောစရာကောင်းလောက်အောင်နေလုံးနဲ့ဒီချင်းချင်းဆက်တစ်ခုပဲကျွန်တော်ကလာစာကောင်းကောင်း bonus အပြင်စားစည်းနဲ့တိတန့်ခမ်းပါတဲ့အဆောင်ပါပေးပြီးကန့်လန့်ခဲ့တာအလုပ်တင်စားတဲ့ရောက်အနေနဲ့ရွေးချယ်စရာတိတ်မရှိတာမို့ဝမ်းသာအားရလက်ခံခဲ့မိတယ်ဒါပေမဲ့စက်ရုံတွေကကားမောင်းဝင်လာတဲ့ကတခုခုတော့မှားနေပြီဆိုတာသိလိုက်ရတယ်ဒီနေရာကပြန်လည်တန်ဆွမ်းရေးစင်တာနဲ့မတူပဲအချင်းတောင်တစ်ခုနဲ့ပို့တူနေတယ်မြင့်မားတဲ့လုံခြုံရေးခြံစည်းရိုးတွေ electronic အလိုလျောက်တကားတွေထောင်တိုင်းမှာတက်ဆင်ထားတဲ့စောင့်ကြည့်ကင်မရာတွေအပေါက်ဝမှာစောင့်နေတဲ့လုံခြုံရေးတွေကလည်းပုံမှန်ယောက်ျားကြီးတွေမဟုတ်ပဲတောင်းတောင်းဖြောင်းဖြောင်းယူနီဖောင်းဝတ်အမျိုးသမီးတွေဖြစ်နေတာစက်ကူစာရွက်စာတမ်းတွေလုပ်နေတဲ့အချိန်ထိကျွန်တော်အပြင်တခြားမျိုးသားဝန်ထမ်းဆိုလို့အလုပ်ထွက်သွားတဲ့တယောက်ပဲတွေ့ခဲ့ရတယ်ကျွန်တော်ကိုလာကြူတာကတော့အသက်30ကျော်ဝစ်စုံဖြူကိုစမကြကြဝစ်ဆင်ထားပြီးသပင်ကိုတည်သက်စွာထုံးထားတဲ့တူနာပြုချုပ်နေတာဖြစ်ပါတယ်သူမလက်လျှောက်ရင်တောက်တဲ့တန်ကတောက်နဲ့တက်သားနေပြီးဆွဲဆောင်မှုရှိပေမဲ့ရွေးထွေးတဲ့ပုံစံမျိုးမဟုတ်ပဲလူကိုဖိအားပေးနိုင်တဲ့အရှိန်အဝါမျိုးရှိတယ်။နားဆိုင်ဟုတ်တယ်မလားသူမကကျွန်တော်ဖိုင်ကိုလှမ်းကြည့်ရင်ခက်အေးအေးပဲမေးတယ်ဒီနေ့ကစပြီးမင်းက word 3နဲ့အထူးညဆောင်တာဝန်တွေကိုယူရမယ်။အထူးညဆောင်တာဝန်ဟုတ်လားခင်ဗျာ။ဝန်ထမ်းကဖိုင်ကိုပိတ်လိုက်ပြီးခန်းစားချက်မရှိတဲ့လေတန်းနဲ့အလုပ်ပြောင်းယူပြီးရင်မင်းတည်သွားလိမ့်မယ်လို့ပြောပြီးကျွန်တော်ကိုနားနေဆောင်စီခေါ်သွားပေးခဲ့တယ်။အဲ့ဒီမှာပဲအရင်လုပ်ခဲ့တဲ့ဝန်ထမ်းချိန်နဲ့တွေ့ခဲ့တာသူ့ကိုမြင်ချင်းအသက်20ကျော်ရွယ်လို့တော့မယုံနိုင်တော့အောင်အရေးပြားနဲ့အယိုးပဲကျန်တော့တယ်ပါဇက်တွေဟောက်ပဲဖြစ်ပြီးမျက်ကွင်းတွေညိုမဲလို့အသားတွေကလည်းဝါချောက်ဖြစ်နေတာသူဝတ်ထားတဲ့ဝတ်စုံကအယိုးစုပေါ်ခြုံထားတယ်လို့တရမ်းရမ်းဖြစ်နေတယ်ဒါပေမဲ့သူကအရက်ရှိပြီးပကုံးကျဲတဲ့အတွက်မူလာကကြက်ခိုင်တောင်းတင်းတဲ့လူတယောက်ဖြစ်ခဲ့မှန်းသိတာပါတယ်ကျွန်တော်စိတ်ထဲမှာဒီလူကအလုပ်ပင်ပန်းယုံတယ်မဟုတ်ပဲတခုခုကသူ့စီကအသက်ဆွမ်းအဲ့ရင်တွေကိုစုပ်ယူသွားတယ်လို့ပဲလို့တွေးမိလိုက်တဲ့ချက်ကကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်တဲ့အခါသူ့လက်တွေကရေခဲလိုအေးဆက်နေခဲ့တဲ့ရှာရှည်စကားတွေမပြောဘဲအလုံးမတန်းတွေဝင်ခွင့်ကက်တွေကိုလွှဲပေးရင်းအရေးကြီးတဲ့စီကံတချို့ကိုပဲပြောပြတယ်ည10နာရီနောက်ပိုင်းဝတ်3ကဘသူ့ကိုမှအပြင်ကိုတယောက်ထဲခုံမထုံနဲ့အကြောင်းကြားစာမရပဲကုသရေးအဆောက်အုံ treatment building ရဲ့တကားကိုလုံးဝမဖွင့်နဲ့ဘာလို့လဲဗျကျွန်တော်ကစူးစမ်းလိုက်တော့ဂျက်ကသူ့ရဲ့အယောင်မိန်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်ပြီးဘာလို့လဲဆိုတော့အဲ့ဒီထဲကိုတစ်ခါရောက်သွားရင်မင်းဘယ်တော့မှမေးပြောင်းနိုင်တော့မှမဟုတ်လို့ပဲလို့ပြောတယ်ကျွန်တော်ထပ်မေးမလို့လုပ်တော့မှပဲဝိုင်းနာကအလုံးမြင်မြန်လုပ်ဖို့လာတော့တာနဲ့ဂျက်ကလည်းဘာမှဆက်မပြောတော့ပဲနောက်ဆုံးစာရွက်ကိုတုံးပေးပြီးဒီနေရာကလူတွေကိုကုသပေးဖို့ဖွင့်ထားတာလို့မယုံနိုင်တဲ့တခုခုကိုအစာကျွေးနေတာပဲဆိုတဲ့စကားကိုပြောပြီးထွက်သွားခဲ့တော့တယ်သူ့ကိုကြည့်ပြီးနေရခက်ပေမဲ့စိတ်ကျမ်းမာရေးတိတ်မကောင်းလို့နေမှာပါဆိုပြီးကိုပါကိုဖြစ်သိမ့်လိုက်တယ်ပြီးတော့စပွဲအန်ဆွဲကိုဖွင့်ပြီးပစ္စည်းတွေထည့်မလို့လုပ်တဲ့အချိန်မှာအောက်ဆုံးအန်ဆွဲထဲမှာကြံခဲ့တဲ့ဝန်ထမ်းစိတ်မတန်ဖိုင်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါချင်းရဲ့ဖိုင်ဖြစ်နေတာစူးစမ်းကျင်စိတ်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါအသက်24နှစ်ကျွန်တော်နဲ့ရွယ်တူပဲအလုပ်ဝင်တဲ့ရက်ဆွဲလွန်ခဲ့တဲ့တလကပဲရှိသေးတယ်ကျွန်တော်ဆက်ကြည့်လိုက်တော့သူ့ရဲ့အလုပ်ဝင်စကားရိုက်ထားတဲ့တပ်ပုံကိုတွေ့ရတယ်တပ်ပုံတွေကဂျက်ကလက်ပြတ်ကြွသားအင်ဂျီကိုဝတ်ထားပြီးပကုံးတွေလက်မောင်းတွေကကြွသားအမြောင်မြောင်နဲ့ယုံကြည်မှုအပြည့်ပြုံးနေတာကိုကရဲ့လေ့ကျင့်ရေးဆရာဂျင်ထရိန်လို့ပြောရင်တော့ယုံရလောက်တဲ့အထိပဲအခုနဲ့တင်ပဲတွေ့ခဲ့ရတဲ့အယိုးပေါ်အရေးတင်6ကပ်နေတဲ့ဂျက်ကရဲ့ပုံရိပ်ကိုပြန်မြောင်ပြီးကျွန်တော်ကြိုးယူတဲ့အထိစိတ်ခံနဲ့အေးသွားခဲ့တယ်တလအတွင်းမှာလူတယောက်ကိုဒီလောက်အထိဖြစ်သွားစေတာပါလေပြီးတော့သူပြောတဲ့တခုခုကိုအစာကျွေးနေတယ်ဆိုတာဘာကိုဆိုလိုတာလဲကျွန်တော်တွေးလို့မဆုံးသေးခင်မှာပဲတောက်ဖက်တန်နဲ့အတူဝမ်းနဲ့တကားဖွင့်ဝင်လာခဲ့တယ်သူမကကျွန်တော်လက်ထဲကဖိုင်ကိုတစ်ချက်စိုက်ကြည့်ပြီးထပ်လုပ်ပြီးပြီလားလို့မေးလိုက်တယ်ကျွန်တော်လည်းလန့်သွားပြီးဖိုင်ကိုအန်ဆွဲတဲ့အမြန်ပြန်ထည့်ရင်ဟိုနည်းနည်းစူးစမ်းကြည့်စိတ်ဖြစ်သွားလို့ပါလို့ပြပြတလဲပြန်ဖြေလိုက်ရပါတော့တယ်